Down for calling children, the day love down a mopy, the hale chimpy, the little Cuba. Yakayo. The power of blood report told you Along with Majaki Chimmy Drama, Kana Satinoma Piteta, Nia Upita by Lisa Swam Yatayaka apparition. We are your hosts for today. I'm Jenna Pari. I'm Benedict Yuen. And on behalf of the organizing team, we extend our warmest welcome to each and every one of you. Let's make this day unforgettable. Before that, let's kick things off with roll calls. Diane, when starting came out, Granny Poisay, a penny support at the set. Now, very copy me, you are posting it low. Oh, yea, or below Yarena. Sura, now very copy match. Can I hear some noise from MCF? Kuyamino, MCF! Wow! Okay, Kumi family, where are you? Okay, how about Naniredi Tamo, Lai family? How about Asho family? Wow! Nandamo, Falamunapo. Wow, wow, wow! How about Tado? Okay, the Mo, Timwe, and Siyin. Korean, Rihanna, Minta, and Kamala. Okay, now everyone else, please make some noise. Wow, what an amazing start. You guys are so loud and you sound like you're so ready for today. Okay, before we begin, we'd like to share you a few reminders. Please refrain from eating inside the venue. And smoking is not allowed, even in the bathroom. Okay, And water bottles are provided, so please dispose them responsibly. Okay, so now to officially open this joyous occasion, let's welcome Saya Gimpao to the stage. Okay, ano ni kau cara? Ini ano kira yang mana ni? Yang ini orang tu macam mana ni? Jadi, semuanya mah cama soalnya, ပို့ဆောင်ပေးတဲ့ဘုရားရဲ့ကျေးဇူးတော်ချီးမွမ်းတယ်။သူတို့ရှိတဲ့နေရာဒီဒီမှာ
ဖျားရဲ့ပြေကချင်းမဆာချင်းတွေတရားရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဆွေရောက်လာကြတဲ့ဒီနေ့လူချင်းများအသီးသီးအရောက်တိုင်းကိုယေရှုနာမ၌အထူးပဲကြိုဆိုပါဆိုတဲ့အကြောင်းပြောလိုပါတယ်ကျွန်တော်တို့ဒီနိုင်ငံမှာနေတဲ့အချိန်ကာလအတော်ရင်းမှာဒီနိုင်ငံအတွက်ကောင်းချီးဖြစ်ဖို့ရန်အတွက်နဲ့တော်တော်ချင်းစီရရှိတဲ့အသီးသီးမှာစံပြပုံသက်တွေဖြစ်ဖို့လုံးကတော်တော်ကြိုးစားရင်းနဲ့အသက်ရှင်ရအောင်ချစ်ချင်းမြတ်တာနဲ့ချစ်ခင်ခြင်းနဲ့ပေါင်းတင်နဲ့အချင်းချင်းကိုဆုတောင်းရင်းနဲ့တိုင်းနိုင်ငံအတွက်ဆုတောင်းရင်းနဲ့တို့ဒီမှာရောက်လာချအားဖြင့်ကျွန်တော်ရဲ့မိသားစုတိုင်းနိုင်ငံအတွက်ကောင်းချီးဖြစ်ဖို့ရအတွက်အားလုံးကိုလည်းဒီကရကဆုတောင်းပေးဖို့အတွက်ဒီနေ့နေ့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ရောက်တိုင်းပြကောင်းချီးပေးပါစေ Amen. Thank you, Sia Kim Bao. အခုဆက်လက်ပြီးတော့ celebration committee ဥက္ကဋ္ဌဖြစ်တဲ့ဘူရောထောင်းကိုကျူဆုံနှုတ်ဆက်စကားပြောကြားပေးလာတဲ့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင် အားလုံးပဲတာယာပေါင်းညနေခင်းချိန်မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါဒီနေ့အဆွေကျွန်တော်စင်ကာပူမှာရောက်ရှိနေတဲ့ချင်းမျိုးသားများအားလုံးမျှော်လင့်ဆောင်ဆောင်နေတဲ့ Chin Cultural Festival ပွဲနေ့ပဲဖြစ်ပါတယ်အားလုံးပြောင်းကြရလားဒီနေ့ Chin Christian Fellowship အနေနဲ့ပြောချင်မှုတင်ပါပြီးတော့မြန်မာကပ်စင်ကာပူရဲ့ထောက်ပံ့ကူညီချအဖြစ်ဒီနေ့ပွဲတော်ကြီးကိုရှင်းရောက်အောင်ဒီမှာလည်းရှင်းပြပါတယ်အားလုံးပဲလက်ခုပ်တီးကြရအောင်မြန်မာကပ်ကဒီလိုဒီမြန်မာကပ်မှာဦးစလင်းနှုတ်ရောက်ရှိနေပါတယ်သူတို့တခြားတော့မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးမြန်မာကပ်ရဲ့ Vice President ပြည်တဲ့ Dr. မြတ်မော်ထွန်းပြပါတယ်ခဏလောက်မတက်ရပေးပါဟုတ်ကဲ့ဒီလိုတင်ပြပါတယ်မြန်မာကလပ်ရဲ့ဘူထောက်ပံ့ချအဖြစ်ဒီပွဲတော်ဒီကိုကျင်းပနိုင်ခြင်းပဲဖြစ်ပါတယ်နောက်ပြီးတော့မြန်မာပြည်သားများစီကိုရောက်ရှိနေတဲ့သူများခက်ခဲလူမှုရေးဒီဖက်ဖက်ကနေပြောဘူဆောင်ရပေးတဲ့ဒီဖြစ်ပါတယ်နောက်ပြီးတော့မြန်မာကလပ်စီကိုလည်းကော်မတီဝင်များကိုညောင်းအားလုံးပဲထူနေစေပါတယ်နောက်ပြီးတော့ဒီနေ့ပွဲကျင်းပဖို့ရတဲ့ဝေကြီးအမြောက်အများလိုအပ်ပါတယ်အဲဒီလိုအပ်တဲ့ဝေကြီး resources တွေကိုထောက်ပံ့ပေးတဲ့စင်ကာပူရောက်မြန်မာလူနိုင်ငံသားများချင်းအမျိုးသားများချင်း Christian Fellowship နဲ့ Church ဒီကိုအထူးပဲဒီကြောင့်ပေါ်ပြချင်ပါတယ်ခုန MC ပြောပြသွားတဲ့အတိုင်းနော်မိုက်စကူရောက်ရှိနေတဲ့ချင်းမေတ္တာရပေါင်းစုံချက်ပေါင်းစုံမှစပေါင်းပြီးတော့ဝေကြီး contribution လုပ်ပြီးတော့ဒီပွဲတော်ကိုကျင်းပနိုင်ခြင်းဖြစ်ပါတယ်အားလုံးဒီစင်ကူရောက်ချင်းမျိုးသားများချင်းခရီးမေတ္တာညနဲ့လင်ပါများကိုကျေးဇူးတင်တဲ့အနေနဲ့လက်ခုပ်ပေါ်မှာတည်ကြရအောင်အခုလိုဒီမှာလာချင်းဟာဆိုရင်တစ်စီးတဲ့လိုအပ်တဲ့အရာများအားလုံးကိုထဲဝင်ပြီးတော့အားဆိုင်ပြီးတော့လုပ်ကိုင်နေတဲ့ကြောင့်လည်းဖြစ်တယ်အကျိုးဆိုရင်ဒီညစပ်ကော်မတီတွေအကုန်လုံးအလုပ်လုပ်ကြတယ်စပ်ကော်မတီကအာဆီယံဆိုတော့အယောက်60လောက်ရှိတယ်လုံချုံရေးဆိုလည်းအယောက်50လောက်ရှိတယ်အဲ့လိုမျိုးနော်ဒီညမှာလည်း meeting တွေစီဝေးတွေခဏခဏခေါ်တယ်ဒါလည်းညတောင်းကြောကြည့်တော့မှတော့စီဝေးမပြီးနိုင်သေးဘူးအဲ့လောက်ကြည့်တော့စူးစမ်းပန်းစားလုပ်ကြတယ်ပဲသူတွေနဲ့ I'd like to thank you to all those directors of and the staff of Suntec Singapore Exhibition and Convention Center. Without your support, this will not be a reality. We thank you for your generous contribution and your generous donation. နောက်ပြီးတော့ဒီနေ့ပွဲတော်ဟာစီစီကားကျင်းပဖို့ရတယ်ဖက်ဖက်ကနေပြီးတော့နိုင်ငံခြားမြန်မာပြည်ကတော့၎င်း
US ကတော့ Australia ကတော့ဒီမြန်မာပြည်ဒီချင်းယဉ်ကျေးမှုပွဲတော်နဲ့ဒီတပရိသတ်အပွဲမှာတရားအားပေးတဲ့သူများကိုဒီလိုကြည့်တယ်ပထမဆုံးအဝေးဆုံးကနေကျွန်တော်ကမိတ်ဆက်ပေးချင်ပါတယ်သူက solution ကျွန်တော်ချင်းအစိုးရတက်သစ်စနာမည်ကြီးတဲ့ US and North Carolina ကရှင်ပြာဖြစ်ပါတယ်ရှင်ပြာကိုလက်ထောက်ကြည့်ပြီးတော့ဆိုကြရပါတယ်ရှင်ပြာဟိုဘက်မှာရှိခဏတော့မတက်ရပေးပါမောင်နေလို့မမြင်ရဘူးသူကဆက် America and all the way she come from America at least 18 hours flight and some more we appreciate her because of giving us time together with us and she sacrificed the salary not unpaid leave so how much she loved us by showing like President Donald Trump she never take any salary so she also take any salary for just to come here and celebrate cultural festival thank you so much and we have also best singer, a very well-known singer, a talented artist from India, Mizoram State. Aizol, who is young fella. Where is young fella? Where are you? Oh, okay, we'll be coming, okay? Just be early. And later we'll see you. And another singer, very famous singer from Australia. He is Jin Boy. Let's give us a big round of applause. Okay, thank you so much for your support. And we will see his voice, talented voice. And I'd like to also introduce a very famous artist and singer, composer. You all know that? Tom Boy. Yeah, he's a Chin rocker. Yeah? He's one of the guys from Chin. Now, so to Piochilagaro, to know Chin, you, Yijim, Amantake, Yano, Semisa, you know, Digineba, Api, Silvere. Two Ethiopian, she barred. Two Ethiopian, power, happy, that, was in, like near the world, to us. So, the Taya Chin Cultural Festival, in Jim Puero, when you quit, period, there. Maybe I need to make it on. And teacher also, all to it there. You guys sit back, relax, and enjoy the festival. Thank you so much. Thank you very much, Puratham, for your welcome speech. Now let's welcome Dr. Nyet Motu, Vice President of Myanmar Club Singapore, for a short speech and solo. အားလုံးပဲမင်္ဂလာပါအရိုင်းတော်တော့နှုတ်ဆက်ရမှာမသိဘူးเนาะโอเคအဲ့တော့ဟိုပါတကယ်ကိုအခမ်းအနားကြီးမြင်လိုက်တော့ကျွန်တော်စိတ်ထဲမှာတကယ်ကိုဝေါဆိုပြီးတော့သုံးချိန်တောင်စိတ်ထဲမှာเนาะတကယ်ကိုရန်ကိုခန္ဓာပြီးတော့စူးစီးညီညွတ်စွာနဲ့လှုပ်ထားရတဲ့ပေါ့နော်ဒီလိုပွဲကြီးကိုစိတ်ထဲမှာတကယ်ကို heartfelt ပေါ့နော်ကျွန်တော်ခံစားမိပါတယ်အဲ့တော့ဒီပွဲမှာဖိတ်ကြားခြင်းခံရတယ်အခုလိုစကားပြောခွင့်ပေးတဲ့အတွက်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့မြန်မာ club မှုဆောင်များနဲ့တကွာကျွန်တော်တို့မြန်မာ club ကနေပြီးတော့လည်းဒီလိုချင်း cultural festival ပေါ့နော်တကယ်တော့ကျွန်တော်နားလဲတော့ကတော့ကျွန်တော်ချင်းပြည်နယ်လေးကိုလည်းအမျိုးပြုပြီးတော့ပြုလုပ်တဲ့ပွဲကိုနားလဲပါတယ်အဲ့အတွက်
ကျွန်တော်တို့ချင်းပြည်နယ်ပို့ပြီးတော့ငိမ့်ချမ်းပါရပါစေပို့ပြီးတော့ကွန်ပျူတာတက်ပါစေကျွန်တော်တို့ချင်းလူမျိုးညီကောင်မောင်နှမများအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာနေကျွန်တော်တို့လက်တွဲပြီးတော့ကိုယ်တိုင်းပြည်တိုးတက်ကောင်းမှုကိုအတွက်ကိုပုံမူဆောင်ရွက်နိုင်ပါစေလို့လည်းကျွန်တော်တို့ဆုမတောင်းပါတယ်အဲ့တော့မြန်မာကလပ်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းဒီအဆရာဦးတို့တောင်းတဲ့ဒါအရင်ဆရာဦးတို့တောင်းလိုက်ကျွန်တော်တို့မြန်မာကလပ်ရဲ့ EC member အနေနဲ့ရှိခဲ့ပူပါတယ်အဲ့အတွက်ကလည်းကျွန်တော်တို့လက်တွဲပြီးတော့အများကြီးလုပ်ကိုင်ခဲ့ပူပါတယ်ဒီစကူမှာကျွန်တော်တို့ရှိခဲ့တဲ့သမိုင်းစဉ်တစ်လျှောက်မှာလည်းတိုင်းသားလူမျိုးလို့ပြောမယ်ဆိုကျွန်တော်ကတော့လူမျိုးစုအနေနဲ့ပဲညီညွတ်ကြပါတယ်ကျွန်တော်တို့မြန်မာလူမျိုးနောက်ကချင်လူမျိုးချင်းလူမျိုးစသဖြင့်ပေါ့နော်ကျွန်တော်တို့လူမျိုးချင်းချင်းအပြန်အလှန်လေးစားမှုရှိတယ်အပြန်အလှန်ယဉ်ကျေးမှုတွေကိုဖလှယ်ကြတယ်ပူးပေါင်းပြီးတော့လက်တွဲလှုပ်ဆောင်ကြတယ်ဆိုတဲ့အစီအစဉ်တစ်ခုနဲ့ကျွန်တော်တို့ဒီစင်ကူမာလေးလုပ်နိုင်ကြတာအများကြီးပါမြန်မာကလပ်ကနေလုပ်ခဲ့တဲ့ပွဲတွေလည်းကျွန်တော်အများကြီးရှိခဲ့ပါတယ်2012ခုနှစ်မှာကျွန်တော်တို့ပြည်အောင်စုနေ့ရည်ညွှန်းပြီးတော့ကျွန်တော်တို့ဒီလူမျိုးစုတွေအများကြီးเนาะကျွန်တော်မိသားစုတွေပေါင်းစုံပြီးလုပ်ခဲ့တဲ့ပွဲကြီးတွေလည်းရှိခဲ့ပါတယ်ဒီပြကိုတခြားလက်မြပွဲတွေမှာလည်းဒီချင်းလူမျိုးเนาะကျွန်တော်တို့ဒီစင်ကူရောက်နေတဲ့เนาะချင်းလူမျိုးမိသားစုတွေအားလုံးကလည်းအမြဲတမ်းအားတက်ပြောပါဝင်ပြီးတော့ဆင်နွှဲကြတယ်ကူညီကြတယ်ဆိုတဲ့အစဉ်အလာလည်းရှိခဲ့ပါတယ်အခုဒီလိုပွဲပြမြောက်ဖို့အတွက်ကျွန်တော်မြန်မာကလပ်အနေနဲ့လည်းကူညီခွင့်ရတာလည်းအများကြီးဂုဏ်ယူပါတယ်ဒီလိုပွဲကျင်းပနိုင်တာကိုတွေ့ရတဲ့အတွက်ကိုလည်းဆရာဦးတို့တောင်းတဲ့တော့เนาะလုပ်ငန်းကော်မတီတယောက်ကြတဲ့เนาะဒီ April 30ပြီးတော့စင်ကူရချင်းလူမျိုးမိသားစုတွေများအားလုံးအတွက်ကိုလည်းအရန်ကိုဂုဏ်ယူပါတယ်အရန်လည်းဝမ်းသာပါတယ်အရန်လည်းပျော်ရွှင်ကြည်နူးရပါတယ်ခင်ဗျဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ချင်းမိသားစုချင်းလူမျိုးเนาะညီကောင်မောင်မသားချင်းတွေပါဟိုရှိစစ်ဆက်ခါရဲကွာเนาะတောက်လျှောက်ကျွန်တော်တို့တိုင်းပြည်ဘက်ကိုရွရွချွန်ချွန်အလုံးလက်တွဲပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ပုံမူကောင်းပြင်ကောင်းမွန်တဲ့ပုံမူတာယာတဲ့ပုံမူပြည့်စုံတဲ့เนาะအချင်းချင်းပြန်လည်လေးစားမှုရှိတဲ့ကျွန်တော်တို့ပိုကောင်းမနဲ့เนาะကဘာတဲ့တိုင်းပြည်ဖြစ်ကိုလည်းကျွန်တော်တို့ဆက်လက်ပြီးတော့ကြိုးပမ်းဆောင်ရွက်ကြနိုင်လိမ့်မယ်လို့လည်းမျှော်လင့်နေတယ်ကျွန်တော်ညီကုန်းချုပ်ပါတယ်အဲ့တော့ဒီညီကုန်းချုပ်တဲ့အချိန်မှာပဲကျွန်တော်ကဆရာဦးတို့တောင်းကိုတခုပေါ့နော်မြစ်တရက်ခံခဲ့ပါတယ်ဆရာဦးတို့တောင်းရေးကျွန်တော်အဲ့တချင်းလေးကိုအရန်ကြိုက်ပါတယ်တို့တောင်ပေါ်မြင်ဆိုတဲ့တချင်းလေးပါအရန်လည်းသိပဲရှိပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီတချင်းလေးကိုဟောပေါ့နော်ဒီချင်းပြည်နယ်လေးကိုကွန်ပျူတာအနေနဲ့ကျွန်တော်စုတို့ရမလားပေါ့နော်ဆိုတော့ဘုရားတောင်းကနေ okay အဲ့ဒါဆိုလို့စီစဉ်ကြည့်ပေးမယ်ဆိုပြီးတော့ဒီတချင်းလေးကိုကျွန်တော်နောက်ခံ background နဲ့အဲ့တော့ဒီဗီဒီယိုဒီချင်းပြည်နယ်အလှပရုပ်ပုံရိပ်ကလေးကိုလည်းကျွန်တော်ဗီဒီယို clip လေးဖြတ်ပြီးတော့တင်ဆက်ထားပါတယ်အားလုံးစုပေါင်းပြီးတော့တီးဆိုကြအောင်ဖိတ်ခေါ်ပါတယ်စိတ်ပါဝင်စားတဲ့သူများရှိခဲ့လို့ရှိရင်ကျွန်တော်တို့ဒီ QR code ကလေးကနေ Facebook ကဆက်သွယ်လို့ရပါတယ်တယ်လီဖုန်းနံပါတ်96333473 WhatsApp နံပါတ်ကိုလည်းဆက်သွယ်ဆောင်ရွက်လို့ရပါတယ်အားလုံးဒီမှာရှိတဲ့မြန်မာမိသားစုတွေတွေ့ကြပြီးတော့ကျွန်တော်တို့ဖွင့်လှစ်တင်ကြားပေးဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာခွင့်ပြုပါဟုတ်ကဲ့ပါအခုလိုအပိစကားပြောကြရင်လည်းချွတ်ချွတ်သားသားတစ်ချင်းလေးနဲ့ဖြောပြပြီးသွားတဲ့ဒေါက်တာမြတ်မော်ထွန်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ယခုဆက်လက်ပြီးတော့2020-2024အတွင်းမှာဒီပလိုမာဒီဂရီနဲ့အထက်ရရှိကြတဲ့ထူးချွန်တဲ့ညီကောင်မောင်နှမများကိုဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်တဲ့စီစဉ်ပဲဖြစ်ပါတယ်ရှင် We now move to a special segment recognizing the hard work and achievements of our graduates from 2020 to 2024. And when your name is called, please stand and be acknowledged. ကဲဒီကနေပေါ့နော်နာမည်လေးခေါ်သွားပေးပါမယ်ကိုရှိရဲ့နေရာနဲ့မတ်တရပေးကြပုံနဲ့တားရခံပါတယ်ပြီးတော့အကုန်ပြုမှတ်တမ်းလွှာတွေကိုတော့သက်ဆိုင်ရာ fellowship leader တွေကနေတစ်စင်ကိုအဆင်ပြေတဲ့အချိန်မှာရယူနိုင်ပါတယ်စလိုက်လေးတစ်ချက်ထိုးပေးကြပါအခုစာပြီးတော့အရှိုး family ကနေကြီးညာပေးသွားပါမယ်ပထမဦးဆုံး
မိုင်ပကျောင်းပန်သူကတော့ Baptist Theological Seminary ကနေပြီးတော့ Master of Divinity နဲ့ပြီးထားတာပဲဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့ Jimnui Fam Sorry မကျန်တဲ့မှာကျင်ညာပေးသွားမှာဖြစ်ပါတယ် Okay, select Biro Jimnoy Fellowship Ma Jin Hao Mu Specialist Diploma in Robotics and Automation ko Singapore Polytechnic Ma Yashi Ke Bare Jin San Lu Diploma in Nursing ko Nanyang Polytechnic Ma Yashi Ke Bare King Yatanal Lu Nian Lu Man Diploma in Construction and Engineering ko BC Academy ma yashi ke bare. Ning Housen Diploma in Nursing ko Nanyang Polytechnic ma yashi ke bare. Pao Kwa Mu Bachelor of Science in Economics and Finance ko University of London ma yashi ke bare. Tual Sian Muan, Bachelor of Engineering Computer Science ko Nanyang Technological University ma yashi ke bare. Vung Tan Sun, Bachelor of Nursing ko La Trobe University ma yashi ke bare. Zhou Xian Huai, Bachelor of Nursing ko King's College London ma yashi ke bare. ဒီအခုဆက်လက်ပြီးတော့ Flan Family မှာနဲ့ဆက်လက်ကျင်ညာပေးသွားမယ်စုစုပေါင်း9ယောက်ရှိပါတယ်ပထမအဆုံးကတော့အပြည့်ပြောက်လန်းမွေသူကတော့ Emmanuel Reformed Bible College ကနေပြီးတော့ Master of Biblical Counseling နဲ့ပြီးထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ Lily Balian သူကတော့ Republic Polytechnic ကနေပြီးတော့ Diploma in Restaurant and Culinary Management နဲ့ပြီးထားတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ Madeline G သူကတော့ Singapore Institute of Technology ကနေပြီးတော့ Bachelor of Engineering in Pharmaceutical Engineering ကို Honor နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ Rillian သူကတော့ Singapore Polytechnic ကနေပြီးတော့ Diploma in Process Control and Instrumentation နဲ့ပြီးထားတာပဲဖြစ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့ Samuel Lassellian သူကတော့ Temasek Polytechnic ကနေပြီးတော့ Diploma in Business Process and System Engineering နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ Life Family ကလည်းဆက်လက်ကျင်ညာပေးသွားရမယ်စုစုပေါင်း2ယောက်ရှိပါတယ်ပထမအဆုံးကတော့ Laram Tinta PCA Academy နဲ့ Specialist Diploma in M&E Coordination နဲ့ပြီးထားတာပဲဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Jenny Luen Nanyang Polytechnic ကနေပြီးတော့ Diploma in Electronic and Computer Engineering နဲ့ပြီးထားတာပဲဖြစ်ပါတယ်ယခုဆက်လက်ပြီးတော့ Mizo Family နဲ့ကျင်ညာပေးသွားပါမယ်စုစုပေါင်း9ယောက်ရှိပါတယ်ပထမဦးဆုံးကတော့ဒီမှာရှိနေတဲ့ Janet Nyang Chin Pari သူကတော့ Singapore Bible College ကနေပြီးတော့ Master of Arts in Intercultural Studies နဲ့ပြီးထားတာပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့မကျန်တဲ့ကကျင်ညာပေးသွားမှာဖြစ်ပါတယ် Lal Chan Himi Specialist Diploma in Interior and Landscape Design ko BC Academy ma yashi ke bare. Lal Chuan Omi Specialist Diploma in Building Information Modeling ko BCA Academy ma yashi ke bare. Lal Ram Chani Diploma in Construction Engineering ko BCA Academy ma yashi ke bare. Mal Song Tangi Specialist Diploma in Air Conditioning and Energy Sustainability ko Singapore Polytechnic ma yashi ke bare. Now, OB Zo Sang Liana Diploma in Construction Engineering ko BCA Academy ma yashi ke bare. Remlal Moani Specialist Diploma in Virtual Design Construction ko BCA Academy ma yashi ke bare. Now so maro CN Fellowship ma Hang Tian Wang Diploma in Interior and Landscape Design ko BCA Academy ma yashi ke bido Bachelor of Arts in Interior Architecture and Design
ကို honor နဲ့ Coventry University မှာရရှိခဲ့ပါတယ် Now How Kan Hwai Diploma in Construction Engineering ကို BC Academy မှာရရှိခဲ့ပါတယ်အောင်မြင်မှုဆက်လက်ရရှိပါစေ Let's give them a big round of applause Congratulations to all our graduates. Please collect your appreciation letter from your respective fellowship leaders. အခုလိုထူးချွန်ကြတဲ့ညီကောင်မောင်နှမများကိုအထူးပဲဂုဏ်ပြုကြောင်းပြောကြားချင်ပါတယ်ပြီးတော့ကိုပဲသင်ယူထားတဲ့ပညာရပ်တွေနဲ့အလိုအများအကျိုးဆက်လက်ပြုနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် Now let's invite the Secretary of Celebration Committee, Rathan Puya, to deliver words of thanks. Hello, let's see. Hello, morning, lava. Okay, Dini, Mala Nayani Martin, Chimba Pure, Chiyu Yapuero, Chin Cultural Festival, Choyo Chiminjare, Piluen Pipama, Gundi Shilu Jimimia, CCF Apue, Lunge Momia Alum, Kusin the Piajama Chanda Java Zero, no Kunsatabare. Janogaro CCF Celebration Secretary Rohan Puya Pibare, Nikolo di Puero, Mami Kumbio Japuya, Yaza Puyumi Bare. Dinichi Apuero would take up Chiminjare, a 2 Ede Romia, Janoro Pichadare, and Luping Ashimia, Biro Chia Puero Pumia, a Pepema, Powen Samuel Nuja Alongo, CCF Kuza, a 2 Jizu Kinjam Pioja Bubare. Chiyu Yapuero ha Chinda Indamia Dita Alekwe Biare Yuya in Jibu Puti had Piatam Bare. Dini General Lumemia, Mimi Duya Yuya in Jimuku, Tute our Tene Jabu Abare, Dilu Tendi Amanetano Alon Silu Ying Jabu Bare. Dilu said that the Dini Puera, Posa Nemelo Geno Yujibare. On behalf of CCF, I would like to take and extend my heartfelt gratitude to everyone who contributed to the success of this festival. A special thanks to Myanmar Club, the celebration committee, and our honored guests. We also deeply grateful to our guests and local singer, our musician, usher team, security team, and media team as well, and also all the enthusiastic attendees. It is a joy to come together as a community to honor our rich tradition, and it is a pleasure to share this meaningful with you all. Your support both financially and through your participation make this celebration truly valuable. Okay, General di ni poema nene jinga zia shiru jono dia ni be တခါလေးကျွန်တော်ချိန်ကပေးမှာဖြစ်ပါတယ်အကုန်လုံးဒီမှာကျွန်တော်တို့အပြင်အထက်ကိုဝင်လာတဲ့ခါမှာကျွန်တော်တို့အာရှတီမှာရေတန့်မှုဝေရရှိပါတယ်ကျွန်တော်တို့အပြင်ထွက်သွားတဲ့အခါမှာကိုယ်နဲ့အတူတခါလေးရေတန့်မှုကို house clean တခါလေးလုပ်ပြီးကြဖို့ပြောချင်ပါတယ်ပြီးတော့ခဏလေးကြာကျွန်တော်တို့စင်ကာရီကျွန်တော်တို့favorite ship တိုင်းလာစင်ကာရီတချင်းလာဆိုတဲ့ခါမှာဒီအရှိမှာကျွန်တော်တို့ပန်းကုန်းရောက်မှာဖြစ်ပါတယ်ပန်းကုန်းစင်ကာရီကိုဆုချတဲ့အခါမှာအပေါ်ကိုဒီတိုင်းပဲဆုတော်မချဘဲနဲ့ဒီမှာကျွန်တော်တို့ရောက်နေတဲ့ပန်းကုန်းကိုဝယ်ပြီးမှဆုချပေးကြဖို့မေတ္တာရက်ခံရှင်ပါတယ်ပြီးတော့ဒီနေ့ချင်း Cultural Festival မှာအကုန်လုံးစီလုံးရင်းစွာပြဿနာမဖြစ်အောင်စီကံစီစွာနေကြဖို့တိတ်လို့လိုပါတယ်ပြီးတော့ကျွန်တော်တို့ဖွဲပြီးတဲ့အခါမှာကျွန်တော်တို့စင်ကာရီနဲ့ပြည်ပေါ်တော့ဓာတ်ပုံတွဲရှင်တဲ့အချင်းရှိရင်ကျွန်တော်တို့ security team ရဲ့ instruction ကို follow လုပ်ပြီးတော့သူတို့ instruction အတိုင်းဓာတ်ပုံရိုက်ဖို့follow လုပ်ဖို့ကျွန်တော်တရားလေးတိုက်တွန်းချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ event အချိန်မှာဒီမှာကျွန်တော်တို့တွေ့တဲ့အတိုင်းပဲ screen အများကြီးနဲ့သူတို့ video camera ကောင်းကောင်းလေးရိုက်ထားတာရှိပါတယ်ဒီ video camera ကိုကျွန်တော်တို့ချင်း CCFS group ထဲမှာလည်းကျွန်တော်တို့ live နဲ့လွှင့်ထားတာရှိပါတယ်အဲ့ဒါကြောင့်ဒီနေ့ပွဲမှာကိုယ့်ရဲ့ personal camera နဲ့
ဓာတ်ပုံရတာဖြစ်ဗီဒီယိုရတာဖြစ်မလုပ်ကြဘူးမေတ္တာရက်ခံပါတယ်ပြီးတော့ကျွန်တော်တို့ရိုက်ကျင်တဲ့ဗီဒီယိုရိုက်ကျင်တဲ့ဆိုရင်ကိုဖုန်းနဲ့ပြပေါ့နော်အဲ့ဒါကျွန်တော်တို့ကမတားပါဘူးဒါပေမဲ့ကိုဓာတ်ပုံရိုက်တဲ့ခါဗီဒီယိုရိုက်တဲ့ခါဘေးနာကလူတွေကိုအနောက်ရှက်မဖြစ်အောင်တော့အထူးသတိထားပြီးတော့နေပြီးကြပါလို့ဒီကနေပဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ်ပြီးတော့ဒီမှာကျွန်တော်တစ်ခါတည်းချိန်ရှိတာတော့ restroom မှာဒီအနောက်ဘက်မှာရှိပါတယ်အကုန်လုံးမတိသေးတဲ့လူတွေရှိဘူးပေါ့နော် restroom မှာအနောက်ဘက်မှာရှိတယ်ခုအပြင်ဘက်မှာကိုရှိတာပြီးတော့ဒီနေ့မှာကျွန်တော်တို့ဒီပွဲမစခင်ပေါ့နော်တချို့ဖုန်းအင်္ဂါတွေမှာ restroom တွေမှာကျွန်တော်ဖုန်းပြောက်တာတွေရှိတယ်အဲဒါကြောင့်တွေ့ခဲ့တဲ့လူရှိရင် lost and found ဖုန်းဖြစ်ပေါ့နော်ဘယ်ဟာဖြစ် lost and found တခုခုပြောက်တာတွေ့တာရှိရင်ကျွန်တော်တို့ဒီဘက်ကရှိကခေါင်းဆောင်တွေစီမှာလာပြီးတော့ဘာလို့ report လုပ်လို့ရပါတယ်လို့ဟုတ်ကဲ့အခုနောက်ဆုံးအနေနဲ့ကျွန်တော်တို့ထပ်ပြီးတော့ထပ်လောက်ပြောချင်တာပေါ့နော်ကျွန်တော်တို့အခုမိမိတို့ရဲ့ရွာမိသားစုများနဲ့ခွဲခွာပြီးတော့ဒီနေရာမှာမိသားစုအတွက်ကျွန်တော်တို့ကာယဉာဏစွမ်းရှိသမျှအလုပ်လုပ်နေရင်ပေါ့အဝေးမှာအမိတွေကိုလွမ်းစနေတဲ့ကျွန်တော်တို့အားလုံးအလွမ်းပြေဆက်စီရနဲ့ယူရရင်ရှိမှုကိုထိမ့်သိမ်းနိုင်မှုကျွန်တော်တို့ဒီနေ့ Chin Cultural Festival ချင်းယူရပွဲတော်ကိုပါဝင်စွာပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပါစို့လို့ပြောချင်ရင်ကျွန်တော်အနေကိုဆောက်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုကျေးဇူးတင်စကားနဲ့မှတ်သားဆရာများကိုပြောကြားပေးတဲ့ကိုရောထံပွေအားအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်အစီအစဉ်မစတင်ခင်မှာပေါ့လေနော် local artist 3 ယောက်ဒီအရှိမလာထိုင်ပေးလို့ရမလားဟုတ်နော် local artist 3 ယောက်ကိုညံလင်းဟုံးရဲ့မိုင်လေးရဲ့စလိုက်စင်မင်းကျော်ရဲ့ဒီရှိမနေရာယူပေးကြဖို့မြတ်တာရက်ခံချင်ပါတယ် Okay, time to meet the new team. Let's welcome Puvon Van Thong Lian, Chairman of the Election Committee, to introduce 2025 to 2026 Executive Committee. အခုဆက်လက်ပြီးတော့ CCFS ရဲ့2025နဲ့2026က EC member အသစ်တွေကိုမိတ်ဆက်ပေးမဲ့အစီအစဉ်ဖြစ်တဲ့အတွက်ဘူဗန်ဖောင်းလျံကိုလိဆာစွာပေးကြအပ်ပါရှင်အားလုံးပဲမင်္ဂလာပါဒီလူချင်းကြီးပေါ့နော်ကျွန်တော်တို့ချင်း community မိသားစုတွေ2025-26ဆက်လီဦးဆောင်မဲ့ committee အသင်းဝင်ညာဦးကြီးintroduce မိတ်ဆက်ပေးခွင့်ရတဲ့အတွက်ဂုဏ်ယူမိတယ်ကြခင်တဲ့ကြီးစိုးလေးချီးမွမ်းမိတယ် I'm glad to stand here in front of you to introduce the new leadership team leadership committee will continue to lead us or help us in our community in 2025-2026. And we had traditionally it's been like almost 30 years since we started the community, and we had representatives from individual fellowship contributing 2 or 3 representatives, and which made up the leadership team here, and mainly to sort of organize this kind of event and a few other events like in May we usually have a football match we call championship, right? And mainly I think the time is like 1 year, so we usually have change in each 1 year, and mainly the objective of our community really is to get to know each other while we are here in Singapore, and also to share when our joyous occasion, and to remember each other, to help each other as much as we could when we encounter in time of need, and also as a responsible community to contribute our host country Singapore as much we could. We are here to work in the country. So before I introduce the new team, please let me sort of give thanks, a word of thanks, or let's show our appreciation to existing leadership team, whose last day is today, actually. Purao Thong and all the committee members, please stand from your place. You good? Okay. 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 It's here. We can't see much. Okay. All stand, please. The existing committee members.
Okay, let's give a big applause. Thank you very much. And for the new leadership team, we have representative 27 representatives from 13 plus community. So please let me get help from my colleague Puya to introduce the new team member. And I also have this time, I think let me bring Dr. Chu to have encouragement onwards. အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့2025-26CCFS leader များကိုကျွန်တော်ဒီညအခြေခံမှာဖြစ်ပါတယ် Now I would like to announce the leader for 2025-2026 CCFS leader Oh, okay. Here you can see behind the projector. ကျွန်တော်တို့2025-2026 CCFS Executive Committee ဒီ OB အနေနဲ့ Chairman နေရာမှာဆိုရင်ကျွန်တော်တို့ Salai Rillian FCF ကဖြစ်ပါတယ်။ပြီးတော့ Vice Chairman အနေနဲ့ဆိုရင်ဘာသာပူရမီဇို MCF ကဖြစ်ပါတယ်။ ပြီးတော့ Secretary အနေနဲ့ဆိုရင်ပူကျော်ရမန် LCF ကဖြစ်ပါတယ်။ Assistant Secretary ကတော့ My Issue အရှူကဖြစ်ပါတယ်အရှူရှိကဖြစ်ပါတယ် Treasurer အနေနဲ့ My Kim Sang Lun ရှိရင်မိသားစုကဖြစ်ပါတယ် Joint Treasurer အနေနဲ့ My Benedict Key Oil မင်းတက်ကဖြစ်ပါတယ် Auditor 2025-26 Auditor အနေနဲ့ပူရောထောင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နောက်ထပ် auditor တယောက် auditor ဖြစ်ပါတယ်CY ရောအစားဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ EC member များထပ်ပြီးတော့ကြီးညာပြီးမှာဖြစ်ပါတယ်ပထမဦးစွာဒီမှာကျွန်တော်တို့Praise and Worship team မှာကျွန်တော်တို့ leader စလိုက်ဒင်ရမ်ဒင်လျန်ဖြစ်ပါတယ် Praise and Worship team မှာကျွန်တော်တို့assistant leader ပူစန်ခန်းစီဝဲစားဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ media IT and media team မှာ leader ကတော့ပူရောလျက်ခုမှာ MCF ကဖြစ်ပါတယ်ပြီးတော့ IT and media team assistant leader Salai Van Chelping at LCF ကဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ sport and game အတွက်2025-26 leader ကတော့ပေါင်မွန်းခိုင်ဂျင်နွားရဖြစ်ပါတယ် Assistant leader for sport and game 2025-26 ကတော့ Island Tool KCF ကဖြစ်ပါတယ်ပြီးတော့ကျွန်တော်နောက်ထပ်EC member များကိုထပ်ပြီးတော့ချိန်က continue ချိန်ကလုပ်ပြပါမယ်။ပူ Michael Munay FCF ကဖြစ်ပါတယ်။ပြီးတော့ပူရမ်ငိုင်း FCF ကဖြစ်ပါတယ်။ Rosan Zwari MCF ကဖြစ်ပါတယ်။ခေါခွန်မွန်စီကဖြစ်ပါတယ်။ပြီးတော့မမန်း TCF ကဖြစ်ပါတယ်။ချီလီဆန် MCF ကိုနင်းနို TCF ကဖြစ်ပါတယ်။ပြီးတော့ချီလီဆန် MCF ဖြစ်ပါတယ်။ Oisara Win KCF ဖြစ်ပါတယ်ပြီးတော့ Marilyn Lindaka My Blue Mana KY of S ဖြစ်ပါတယ်ပြီးတော့ပူဆိုင်မှု MEC ကဖြစ်ပါတယ်ဒီမနူချင်နွိုင်းကဖြစ်ပါတယ်ဒီဟာကျွန်တော်တို့ list ရရှိထားတဲ့ကျွန်တော်2025-26 အတွက် EC member တွေဖြစ်ပါတယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့မှာ Petrol 8ယောက်ရှိပါတယ် advisor Petrol မှာကျွန်တော်ပထမဦးစွာ Dr. Chu Manalin COS ဖြစ်ပါတယ်ပြီးတော့ Dr. Thang Kim Piang GBM ဖြစ်ပါတယ်ဦး Michael Pao Khan Thong GBM ဖြစ်ပါတယ် Reverend Esther Chin Elim
ဖြစ်ပါတယ်ပြီးတော့ဆရာကင်ပေါ FGA ဖြစ်တယ်ဆရာကင်ဘူက SHIC ဖြစ်ပါတယ်ပြီးတော့ဆရာမတတိ FGA ဖြစ်ပါတယ်ပြီးတော့စလိုက်ဗန်ထောင်းလျန် FCF ကဒီရှိယောက်ကကျွန်တော်2025 26patron ဒီပေါ့နော်โอเคအခုလို့ကျေးဇူးတင်ပါတယ် ပန်းချန်တဲ့ပန်းပေါင်းဆောင်တယ်လို့ဆောင်တယ်နော်အားရစရာမကောင်းဘူးလားအားလုံးကျူဆူတဲ့နေနဲ့လက်ခုပ်အားရပါတီးလိုက်အောင်နော် Now I'd like to invite Dr. Chiu for his encouragement, a short word. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာပြည်သူပြည်သားများစင်ကာပူရောက်နေတဲ့သူတွေတက္ကသိုလ်လုံးမှာရှိတဲ့သူတွေကျွန်တော်မြန်မာနိုင်ငံသူနိုင်ငံသားပြည်တွင်းရောအားလုံးတို့ကိုဘုရားသခင်ရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့ကျွန်တော်တို့ရဲ့ချင်း cultural festival ပွဲကိုကြော်ကြလာကြချီးမြှင့်ကြပါဝင်ကြတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ရောက်တိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေစောစောက selected ဖြစ်တယ် chosen ဖြစ်တယ်ခေါင်းဆောင်ကြီးကဥဆောင်ကြတဲ့အတွက်ပြီးသွားတဲ့ခေါင်းဆောင်တွေကိုလည်းကျေးဇူးတင်ပြီးတော့တခါလက်ခုပ်ပြအောင်အသိကြီးကိုလည်းပဲကောင်းချီးပေးပြီးတော့လက်ခုပ်ပြပေးအောင် Each and every leader must have a vision, a passion, and also endurance. ခေါင်းဆောင်တယောက်စီတိုင်းတို့ဒီခေါင်းဆောင်များအတူတူကျွန်တော်တယောက်စီတိုင်းတို့ဒီကျွန်တော်တိုင်းပြည်တွေကျွန်တော်ရောက်ရအရမှာကျွန်တော်လုပ်တဲ့နေရာမှာအိမ်တော်မိသားစုမှာတူးစီတိုင်းဟာဘုရားသခင်ပေးတဲ့တဏှာရာမှာတော့ခေါင်းဆောင်ကြည့်ကြမှာဖြစ်တယ်အဲ့ဒီခါမှာ we are to be faithful leaders servanthood leaders not only faithful but also fruitful တကယ်ပဲခိုင်ခန့်တဲ့ခေါင်းဆောင်တူဖြစ်ဖို့ဆိုတာကတော့ဖြစ်ရင် you have to have vision ယူပါယုံကရှိရမယ် you are to have passion ကျွန်တော်ရဲ့ကရုဏာကျေးဇူးတရားတွေနဲ့ပြည့်ဝတဲ့နှလုံးသားပိုင်ရှင်လေးဖြစ်ရမယ်ပြီးတော့ endurance အဆုံးတိုင်အောင်ခက်ခဲမှုဘယ်လောက်ပဲရှိရှိအိမ်တော်မိသားစုပဲဖြစ်အလုပ်သေးပါပဲဖြစ်ဖြစ်အခက်အခဲဆိုတာရှိမယ်ကဘာတစ်ခုလုံးမှာပြဿနာတွေရှိတယ်ကျွန်တော် internal ရှိတယ် external ရှိတယ် we all can overcome by God's blessing အယောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ thank you